ကျမတို့လူတွေကနော်တစ်ခုကိုတော့ရှောင်းနေရတာပဲတတိထားမိတာဖြစ်မယ်တတိမထားမိတာဖြစ်မယ်ကျမတို့ဒီဝန်ထမ်းလုပ်တဲ့ဆိုရင်ကျမတို့ဝန်ထမ်းလုပ်ခဲ့တာပဲဆိုဝန်ထမ်းလုပ်တဲ့ဆိုရင်ကျမတို့ရဲ့ skill တွေကိုကျမတို့ရဲ့အချိန်တွေကို boss တယောက်တည်းကိုပဲရှောင်းတာဒီနေ့ခေတ်မှာဆိုကျမတို့ကစီးပွားရေးလုပ်မယ်ဆိုရင်ဘယ်ခေတ်ကိုရောက်လာပြီဆိုရင်လည်းဒီ social media တွေဖြစ်လာတဲ့အတွက်ကိုယ့်ရဲ့ community ကို create လုပ်လို့ရလာတယ်ကိုယ်အားပေးတဲ့လူတွေက fan တွေဒီ audience တော့မဟုတ်ပေါ့နော်ဘယ်လိုပြောမလဲကိုယ်နဲ့ like minded people တွေစုလို့ရတဲ့နေရာဖြစ်လာပြီးတော့သူတို့နဲ့အတူတူသူတို့ကိုတခုခုကို solve လုပ်ပေးမယ် create ပေးမယ် business တခုတိဆောက်လို့ရလာတဲ့ခေတ်ဖြစ်လာတယ်ဆိုတော့ကိုကတထေးတယောက်ကိုပဲကိုရောင်းနေကိုယ့်ရဲ့ skill ရောင်းထားရဲဆိုရင်သူအလုပ်ဖြုတ်လိုက်တဲ့အချိန်မှာကိုကအချိန်ကြီးပြုတ်သွားနိုင်တယ်အဲ့တော့ကိုယ့်မှာတခုခု skill ရှိမယ် experience တွေရှိမယ်ကျွမ်းကျင်မှုတွေရှိမယ်ဘုဒ္ဓတွေရှိမယ်ဒါတွေကို create လုပ်ပြီးတော့လိုအပ်နေတဲ့လူတစုအတွက်ပဲကိုကရောင်းချတယ်လို့ရောင်းချမယ်ဆိုရင်ကျမတို့ကဒီလိုမျိုးလူပေါင်းများစွာကိုရောင်းချမယ်ဆိုရင်ကျမတို့ကဝင်ငွေအမြဲတမ်းတိုးလာမှာဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ limit ကိုငွေရှာ nice one ကိုချဲ့ကျင်နေဆိုရင်ကိုယ့်ရဲ့ဒီ skill တခုအတတ်ပညာတခုခု experience တခုခုကျွမ်းကျင်မှုတခုခုကိုဒီ create လုပ်ပြီးတော့ဒီ value ကိုလိုအပ်နေတဲ့လူတွေစီမှာကျမတို့ရောင်းချဖို့လိုအပ်တယ်။ရောင်းချတဲ့အခါမှာလည်းကျမတို့ကကိုယ့်ရဲ့ ID customer တွေကကိုယ့်အတီးကိုလိုပြန်အောင်ဆိုတော့ကျမတို့က personal branding တည်ဆောက်ရတယ်။ဒီနေ့ခေတ်မှာကျမတို့ကအချိန်တစ်ခုယူပြီးတော့ဒီငွေရှာခြင်းနဲ့ငွေရလည်းအမြဲတမ်းပွားလာခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ skill တွေ experience လေးတွေကိုဖန်တီးပါ value တစ်ခုပြုလုပ်ပါပြီးရင်ကိုယ့်ရဲ့ ID customer တွေနဲ့ချိတ်ဆက်ဖို့အတွက် personal branding တည်ဆောက်ပါလို့ပြောချင်ပါတယ်။